လူနှစ်ဦးက9 နှစ်ကြာဖန်တီးခဲ့ပေမဲ့ပုံမလာတဲ့ရုပ်ကတ်တွေကြောင့်ကဘာပေါ်မှာအညံ့ဖြစ်ဆုံး animation ရုပ်ရှင်ဖြစ်ပေမဲ့လက်တလောတရုတ်မှာမသေးခင်ကြည်သွားတဲ့ရုပ်ရှင်ဖြစ်လာလို့ဝင်ငွေစံချိန်တင်ရရှိသွားပါတယ်။နူးလိုက်လို့အမိရတဲ့အဆိုပါ animation ရုပ်ရှင်ဟာတားအမိနှစ်ယောက်ကဒေါ်လာ200ဝန်းကျင်သုံးပြီး9 နှစ်ကျော်ကြာဖန်တီးခဲ့ကြတာဖြစ်ပြီးနွားပေါက်လေးတစ်ကောင်ရဲ့ကြီးထွားရှင်သန်လာမှုကိုဖော်ပြထားတာပါ2026ခုနှစ်ဩဂုတ်လ9ရက်နေ့ကပထမဦးဆုံးရုံတင်ပြသခဲ့ပြီး animation အရေးအသွေးညံ့ဖျင်းလွန်းတာကြောင့်ကြီးစုသူနေပါပြီး10ရက်ပြတာတရုတ်ရွမ်ငွေ9900လောက်ပဲပြန်ရကဝေဖန်မှုတွေမြင့်တက်ခဲ့တာပါဒါပေမဲ့ဇကားရဲ့အရေးအသွေးညံ့ဖျင်းမှု animation ပုံစံညံ့ဖျင်းတာတွေကို online ပေါ်မျှဝေကြပြီးလှောင်ပြောင်တာတယောတာတွေများလာပြီးတဲ့နောက်မှာလူတွေစိတ်ဝင်စားမှုမြင့်လာပြီးကြည်လာကြပါတယ်မိနစ်80ကျော်ကြာတဲ့ဒီရုပ်ရှင်ကိုကြည့်မိရင်တော့နောင်တရသွားပါလိမ့်မယ်မကြည့်မိရင်တော့တသက်လုံးနောင်တရသွားလိမ့်မယ်ဆိုပြီး online ပေါ် troll ကြရာကနေတွားကြည့်ကြသူတွေစံချိန်တင်တိုးလာတာပါညံဖြင်းလွန်းလာတဲ့ဒီရုပ်ရှင်ကိုတာအမီနှစ်ယောက်တည်းကပဲ The Writer ဇက်ညွန်းထုတ်လုပ်သူအတန်တရုပ်ဆောင်စတဲ့အလုပ်အများစုကိုကိုယ်တိုင်လုပ်ခဲ့ကြတာဖြစ်ပြီးရုပ်ရှင်ပိုစတာတောင်မရေးဆွဲနိုင်တဲ့အထိဖြစ်နေခဲ့တာပါဝေဖန်မှုတွေကြောင့်လူတွေရဲ့စူးစမ်းချင်စိတ်မြင့်လာတာကြောင့်လဲရုပ်ရှင်ဟာအောင်မြင်ခဲ့ပြီးပြတဲ့ရက်တွေတိုးခဲ့ကြရတယ်လို့အဓိကကောင်းလို့လူတွေကြည်တာမဟုတ်ပဲဘလောက်ဆိုးလဲဆိုတာသိချင်လို့လူတွေကြည်တာလို့ဆိုရမှာပါ AI တွေနဲ့ဖန်တီးရင်တောင်ဒီထက်ကောင်းတဲ့ animation အရေးအသွေးရနိုင်ပေမဲ့ပုံသုံးဖန်တီးထားမှုတွေကြောင့်အဆိုပါရုပ်ရှင်ဟာပေါက်သွားခဲ့ပြီးအခုဆိုတရုတ်ရွမ်ငွေ18တန်မြန်မာငွေနဲ့တွက်ရင်ကျပ်9.33ဘီလီယံအထိရရှိထားပါတယ်လူတွေရဲ့စူးစမ်းလိုမှုကြောင့်လည်းညံ့ဖျင်းလာပေမဲ့ရုပ်ရှင်ဟာပေါက်သွားခဲ့ပြီးတော့ညံ့ဖျင်းရင်လည်းအဆုံးထိညံ့ဖျင်းတာကအောင်မြင်မှုလို့တောင်ဆိုရတော့မှာပါ